မင်္ဂလာပါထူးထူးခြားခြားအနေနဲ့ရေးပစ်ခဲ့တဲ့10ပေ4ပေကားလေးအကြောင်းကိုဒီနေ့ကျွန်တော်ပြောပြပေးသွားမယ်ပထမဦးဆုံးဒီ10ပေ4ပေကားဖြစ်တဲ့အတွက် canvas ကမလောက်ဘူးပေါ့နော်အဲ့တော့ကျွန်တော် canvas ကိုအလိမ့်လိုက်ဝယ်ရပါတယ်ခုလောလောဆယ်တော့ဒီ camel ပဲရတယ်ပေါ့နော်ပြီးတော့ဘောင်ကိုကျွန်တော်တီးသက်မှာပါတယ်အတွင်းဘောင်လေးကိုတီးသက်မှာပါတယ်ပြီးပြီဆိုရင်တော့ဒီ canvas ကိုဒီဘောင်နဲ့နေရာလေးချပေးရတာပေါ့နော်canvas ချက်ပုံချက်ကြီးတွေကိုလည်းကျွန်တော်ရဲ့ဒီသင်တန်းသားလေးတွေကိုအမြဲတမ်းသင်ကြားပေးရှိပါတယ်အခုခေတ်ကတော့အရင်လွယ်ပါတယ်အရင်တော့ဆိုရင်တော့ကိုယ်တိုင် canvas ဝယ်ပေါင်လောက်ခိုင်းပြီးတော့ကျွန်တော်ရေးရပါတော့အခုခေတ်ကတော့ ready made တွေလာရတဲ့အတွက်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ဒီလိုကားကြီးတွေဆိုရင်တော့ကိုယ်တိုင်ချက်တာပို့ပြီးတော့ကောင်းတယ်ပေါ့ဟုတ်ပြီအဲ့ဒါပြီးရင်တော့ကျွန်တော်ဒီပုံချမ်းလေးချရပါတယ်ပုံချမ်းကြီးပဲကျွန်တော်3-4ရက်လောက်ချရပါတယ်ဘာလို့လဲဆိုတော့ဒီကားကကိုယ်တိုင် idea ထုတ်ရတဲ့ကားဖြစ်တဲ့အတွက်ပုံချမ်းချရတာတော့အချိန်ယူပြီးချရတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ပုံချမ်းပြီးသွားတဲ့အနေထားလေးပါဒီဟာလေးကိုကျွန်တော် canvas ပေါ်မှာတင်ပါ okay ဒီအနေထားမှာတော့ကျွန်တော်တို့ဒီ canvas ပေါ်ကိုဒီဇာတ်ချပြီးတော့တင်လိုက်ပြီပေါ့နော်ပြီးပြီဆိုရင်တော့ဒီ can သေးအနေနဲ့အညိုဖြစ်တဲ့ band amber ကိုဝိုင်းပြီးတော့တုပ်ပေးပါတယ်ကျွန်တော်တကယ်ကြီးကလည်းဒီငလျင်ပြီးတော့ဒီ muscle မရောက်ခင်ပေါ့နော်အမတ်တရားလေးအနေနဲ့လည်းဖြစ်သွားတယ်ဆေးတွေဝင်ပြီးတော့ကူတုပ်ပြီးတော့ပကြီးကားကိုအချိန်မြန်နဲ့ပို့ပြီးတာပေါ့နော်ဒါတောင်မှပဲကျွန်တော်3လကျော်လောက်4လလောက်ပြီးပါရေးလိုက်ရပါတယ်အဲ့တော့ဒီပုံချမ်းအနေနဲ့ဆိုရင်ကျွန်တော်ဒီအညိုခန်းသီးလိုက်ကာတွေကိုတော့ကျွန်တော်နီညိုလေးထည့်ပြီးတော့အောက်ခြေအယောင်လေးတွေကျွန်တော်တို့အကုန်လုံးဖြည့်ထားပြီးရပါတော့ဒီပုံကြီးကိုရေးရတကယ်ကိုအားရပါတယ်ဘာလို့လဲဆိုတော့ဒီပုံထဲမှာပါတဲ့အရာအားလုံးကကိုယ်တိုင်ဖန်တီးရတယ်ကိုယ်တိုင်အယောင်သွေးအသုံးပြုရတာဖြစ်တဲ့အတွက်တော်တော်လေးကိုရေးရတာမိုက်တယ်ပေါ့နော်အဲ့တော့ဒီစေးချမ်းတွေတော့အားလုံးသွင်းပြီးသွားပြီပေါ့နော်ဒီနီးဝေးလိုက်အညိုရောင်အရင်အနုနဲ့ဒီလိုက်ကာတွေကိုတော့ကျွန်တော်နီညိုလေးတွေပေါ့သွင်းထားပေးပါတယ်ခင်ဗျဒါဆိုရင်တော့ဒီစီးလေးကတရက်ခွဲ2ရက်လောက်ဆိုရင်ကျွန်တော်တို့ဖန့်သွားပြီပေါ့နော်အဲဆိုရင်ကျွန်တော်တို့စပြီးတော့နောက်တဲ့စကန်လေးကစပြီးပြန်ဒီလေးရမှာကျတော့ကျွန်တော်တို့ဒီမှာ yellow ochre ပြီးတော့ကျွန်တော်ဒီ medium yellow နဲ့ lemon yellow ကိုညှတာအောင်သုံးပါတယ်ကျွန်တော်ဒီရေးပုံရေးနည်းတွေကိုတော့အားလုံးမပြတတ်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီ video file အရင်ရှိသွားမှာဖြစ်တဲ့အတွက် vlog လေးတစ်ခုအနေနဲ့ပဲကြည့်ရှုပေးပါလို့အားလုံးကိုပြောချင်ပါတယ်ခင်ဗျာဒါကတော့တောက်လျှောက်ကျွန်တော်တို့ဒီကြမ်းကင်းတွေကဒီအလင်းရောင်တွေကအစားကိုယ်တိုင်ဖန်တီးရဖြစ်တဲ့တကယ်ကိုစိတ်လိုချစရာကောင်းပါတယ်ဒါကတော့ကျွန်တော်တို့ဒီအခြေအနေလေးကကျွန်တော်ပြီးကန်ဒီအခြေအနေလေးကိုရောက်နေပေါ့နော်ဒါလိုအပ်တဲ့ချက်လက်လေးကိုကျွန်တော်တို့ကဖြည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ပုံလေးကိုအဆုံးသတ်လို့ရပြီဒါကတော့အသေးစိတ်လိုအပ်တဲ့နေရာလေးတွေကိုလိုက်လံပြီးတော့ရေးပေးတာဖြစ်ပါတယ်ဒီကားကကြည့်ပြီးတော့ကူးရတဲ့ကားလည်းမဟုတ်ဘူးကိုယ်တိုင် idea နဲ့ထုတ်ရတဲ့ကားဆိုတော့ကိုယ့်ကိုယ်လည်းတကယ်ကို truly artist ကြီးလို့ခံစားရပါတယ်ကျွန်တော်အများကြီးလည်းစူးစမ်းဖို့လိုသေးတယ်လို့လည်းကိုယ့်ကိုတွေ့တယ်ပေါ့နော်ပို့ပြီးတော့ကျွန်တော်ကောင်းတဲ့ကားတွေဖန်တီးနိုင်ဖို့လည်းကျွန်တော်ကိုယ်တိုင်အမြဲတမ်းစူးစမ်းနေပါတယ်ကြည့်ရှုပေးကြတယ်ပေးတဲ့နဲ့တကွာအခုလိုမျိုးလာအပ်ပေးတဲ့အကူကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဒီဗီဒီယိုကနေပြောလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ